များပြီး6ကျော်လေတို့ပူတော်မျိုးကိုပွားလာအဲ့ဒါတမဆင်းကိုစေးကဖက်ပြစေးကနေတေးရုံသွားတဲ့ ဒါသူပြစ်တာကြာပြီလား ကိုယူပါလေပြောမှဆို10ရက်ကျော်လောက်ရှိပြီခရီးများလာတယ်လို့အများကြီးလို့ အရင်တော့အကောင်းတိုင်းပေါ့ အရှင်တော့အကောင်းတိုင်းပဲကို အခုမှဒီအပုတွေထားလာတာ ဟုတ်ပူတယ်လို့ထားတယ် ဘာဒီအသားကြီးကွာလားဘာဖြစ်လို့လဲ တိုင်းကွာတာသူကသူကွာတယ်စေးသူပြောင်းမပေးတဲ့စေးကိုသူ့ကိုပဲအဲ့လို6ပြီးကွာတာ ပမာနေရညီမ သမီးနေသူများအဲ့ဒါကိုလေးနေရလို့ဒီတော့ ဘယ်မျိုးရလဲ ကိုမြောင်းမြောင်းကို မြောင်းမြောင်းလေကြာပြီလားမြောင်းပြီရောက်လား နှစ်လကျော်ပဲရှိသေးတယ်အဲ့ဒီ ဩ ကိုမြောင်းကြတယ်ကျွန်တော်တို့ဒီလိုကိုနေစားတော့ ဩ အဲ့နောက်မှကျွန်တော်ကားရည်မရှိပါဘူးသူတို့မှသူများလည်းပေးနေတယ်စုအဲ့ဒီကိုစုနေရ မြောင်းမြောင်းပဲနားမနေညီမ မြောင်းမြောင်းသူတို့အောင်သူဒီမှာနေရဘူးကိုချောက်ွက်တွေများတာဘူး မြောင်းဒီပါလာလောက်လား မြောင်းဒီမှာကျွန်တော်တယောက်ကြတာကိုတော့ခလေးမတူငွေသမီးတို့ငွေသမီးတို့ပတ်စံတွေပေးတယ်လောကစုလို့ရတယ်ပြောတာတမီးများပြီးသမီးကြောင်တော့လိုက်တာ ယောက်ျားအရင်ကမြောင်းဒီမှာနေ ဟိုကိုသူလည်းအဲ့တယ်ပဲဒါမှသူကအရင်ဆုံးလာ သူအရင်ဆုံးရောက်တာညီမဒီကလေးနဲ့လိုက်လာခဲ့တာ ဟုတ်ကဲ့ သူများလူတဲ့ငွေကမနေ့ကကြားမလာပြီးမှာနော်သူများလူတဲ့ငွေလေးနော်မိန်းကလေး ဟုတ် ကျန် ဖေးနာလူတွေလိုက်လို့လာတယ်မနဲ့လူတစ်ခါသူတို့လာပြီးကြည့်ဝပေးတာပြီးပြည့်စစ်စရာ ဒါဒီလိုမျိုးဖြစ်တာ10ရက်လောက်မရှိသေးတယ် ဆေးရောဆေးလောက်ရှိဘူးကိုရဆေးကပြတာ300မျိုးဒီနောက်ဆုံးတစ်ခါမှဆရာကလေးကိုဆေးရုံသွားသူတွဲလိုက်တယ် စေကံဘယ်နာစေကံပြရတယ်မြို့တွေက ဟောမျိုးတဲ့မောင်ချိုင်းဆိုတာကဆိုတော့ခလေးပြတဲ့ဆေးကအောက်သွားတယ်ချိုင်းမဟုတ် အစာပြည့်ပြည့်ချင်းကဘယ်လိုဖြစ်တာလဲ ဆန္ဒပြင်းနေတာဆန္ဒပြင်းတော့ခလေးကဖြားတယ်ဖြားပြီးတော့နောက်ပိုင်းလိုက်ကျတော့အဲ့လိုဆက်ကလေးထွက်လာတယ်ထွက်လာတော့သမီးဆေးကတစ်ခါပြန်ပြတော့နှစ်ကြိမ်ပြသွားကိုနောက်ဆုံးကြိမ်မှာသူပေးတဲ့ဆေးကိုသမီးလူးပေးတယ်ခလေးကိုတိုက်တယ်ပြီးတော့ခလေးပုံများလာတော့အဲ့ဆရာကြီးထပ်ပြတယ်ဆရာဆေးုံသွားတဲ့ဆေးကိုသူဆွဲတာပေးလိုက်တယ် မနေ့ကမှကိုတစ်ခါပြန်လာမလား ဟ